တင်ထားတဲ့ဗီဒီယိုလေးပေါ့နော်အဲ့ဗီဒီယိုရဲ့အောက်မှာညီမတက်ကဒီလိုမျိုး comment လေးလာမှတ်ထားပါတယ်ရှင်အဲ့တော့မြင့်တက်ထားတဲ့စပင်းကလုံးဝစပင်းတူမဟုတ်ပါဘူးရှင်မြင့်တက်ထားပြီးတော့မျိုးတက်ပြဆက်လေးဖြစ်ပါတယ်ရှင်တက်ပြဆက်လေးမျိုးရှိမှာအကောက်လေးလည်းရှိနေအကောက်ကိုအတူအရှိရှိနေပေါ့နော်ပြီးတော့ highlight ဖောက်ထားတာလေးလည်းရှိနေပြီးတော့အဖြောင့်အရှိအတူပုံရှိပါတယ်ရှင်ဆိုတော့မြင်ရသေးတော့လေးတက်ပြပြီနော်မျိုးအဲ့လေးတက်တော့မယ်ဆိုလို့ရှိရင်စပင်းလုံးကကိုယ်စပင်းပင်ကိုစပင်းပေါ့နော်တဝက်လေးရင်ခွဲလိုက်ပါရှင်တဝက်လေးခွဲပြီးနော်ကက်လစ်လေးနဲ့ညှလိုက်ပါတော့လို့ရှိရင်ဒီလိုမျိုးလေးမှာဒီလိုကက်လစ်လေးပါတယ်ပေါ့နော်ကက်လစ်လေးပါတယ်ကက်လစ်လေးနဲ့ကိုယ့်ရဲ့ပင်ကိုစပင်းလေးကိုညှလိုက်အောင်ပဲပေါ့နော်ဒီကတက်ပြီးသွားပြီပေါ့နော်တက်ပြီးသွားဆိုရှင်မျိုးစပင်းလေးထုံးလိုက်ပါမယ်ထုံးလိုက်ပြီးဖြစ်သွားပြီပေါ့နော်အလုံးစပင်းတက်ထားမှာမဟုတ်ဘူးနော်တန်းတန်းတက်တက်ထားပါရှင်အားမင်းရဲ့ဒီလိုစပင်းလေးပေါ့နော်ကိုယ်စပင်းအတိုင်းမျိုးကွာစပင်းပါတဲ့သူတွေကိုပြောရှင်စပင်းရှင်းနေခြင်းနဲ့သူတို့ရှင်တန်းတန်းတက်တက်ပါလုံးဝလည်းမလေးဘူးပေါ့နော်ဒီအဆင်ပြေပါရှင်အားလုံးလက်ဆက်လေးပေါ့နော်ပြီးတော့ရေလုံးလေးမှာလည်းအရှိလေးရှိရဲပြီးတော့အကောက်ပေါ်မှာ highlight ဖောက်ထားတဲ့ဟာမျိုးလေးလည်းရှိရဲပေါ့နော်လုံးဝကိုယ်စပင်းတိုင်းတစ်စက်နဲ့လုံးဝအတူပေါ့နော်အရင်ထားပါရှင်